ဒီကွန်ဒိုကထိုင်းရောမြန်မာရောကြားထဲမှာလူရက်ပြီးဝယ်နေရတဲ့ကွန်ဒိုတစ်ခုဖြစ်တယ်အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတာက live Scootville Rama 4ဖြစ်တယ်ဒီကွန်ဒိုကအခုလက်ရှိမှာအရင် hot နေရပေါ့နော်ထိုင်းတွေရောမြန်မာတွေရောလူရက်ပြီးဝယ်နေရတဲ့အတိုင်းအတာတွေဖြစ်တယ်ဘာလို့ဆိုတော့သူ့ရဲ့ location နဲ့သူ့ရဲ့ဈေးတန်းကအရန်တက်တာတယ်ပြီးရင်သူကဂျိုပွိုင်းကွန်ဒိုဖြစ်တယ်2028ဖေဖော်ဝါရီလမှာပြီးမှဖြစ်တယ်အဲ့တော့ကျွန်တော်ထဲမှာဘယ်လိုရှိလဲဆိုတာကျွန်တော်တို့လိုက်ကြည့်အောင်အခုကကျွန်တော်ဒီ project ရဲ့ concept လေးကိုတစ်ချက်ရှင်းပြပါမယ်ဒီ project ကဘာတစ်ခုထူးဆန်းတာကျွန်တော်မြင်ရလဲဆိုလို့ရှိရင်ပုံမှန်ကအရှိလှဲ့ကဈေးကြီးရယ်ဒီ project ကသူကအနောက်လှဲ့ကဈေးကြီးရအဲ့တော့ဘာကြောင့်ဈေးကြီးရလဲဆိုလို့ရှိရင်သူကဒါအခုကျွန်တော်ဒီဘက်မြင်ရတာကအနောက်လှဲ့ပေါ့နော်သူရဲ့ဒီဘက်ကြောဖက်ကလေးကျတော့အရှိလှဲ့ဒီဘက်ချမ်းကဘာရှိလဲဆိုတော့သူကမြင့်ရှိရယ်မြင့်ရှိရဲ့ခါကျတော့သူကအနောက်လှဲ့ကဈေးကြီးသွားတာအဲ့တော့ကျွန်တော်မြန်မာပြည်သားရဲ့အတွက်ကတော်တော်လေးအဆင်ပြေတယ်ဘာလို့ဆိုတော့ဒီအရှိလှဲ့မှာကပို့ပြီးဈေးသက်တာတယ်ပြီးရင်ဈေးအသက်တာဆုံးအလဲကဘာလဲလဲဆိုတော့ဒီဘက်ကတောင်းချိုးလေးဒီတောင်းချိုးလေးကသူကတလွာကိုအခန်းမှန်းရှိရယ်ဒီတောင်းချိုးကဘာလို့ဈေးသက်တာလဲဆိုလို့ရှိရင်သူ့ရဲ့အလဲကဒီအနောက်ဘက်မှာနောက်ထပ်ဒီ AP ကစောက်ထားတဲ့ကွန်ဒိုတစ်ခုရှိရယ်အဲ့ဒီကွန်ဒိုဖက်ချန်သူကမျက်နှာမူထားပါတော့เนาะအဲ့တော့ပြောမှဆို view ကတော့နည်းနည်းလေး block ဖြစ်တယ် block ဖြစ်တဲ့အတွက်ကြောင့်သူကဈေးအသက်တာဆုံးဖြစ်သွားတာအဲ့တော့ဒါကတော့ဟို project ရဲ့ဒီဈေးနှုန်းနဲ့အလဲလေးကျွန်တော်ရှင်းပြတာပြီးရင်ဒီ facility ကတော့ထွေထူးပြောကြမလို့ရေကူးကန်ပါမယ်ဂျင်ပါမယ်ကားပါကင်အောက်မှာ lobby ဒါကွန်ဒိုတစ်ခုမှရှိတဲ့ရှိထားတဲ့ဟာပေါ့နော်အကုန်ရှိရယ်အဲ့တော့location ရပြောရမယ်ဆိုလို့ရှိရင်ဒါကသူကဒီအရှိမာကဟို mainland ကသူက Rama 4 land ပေါ့နော် Rama 4 land ကိုသူကလမ်းမကြီးနဲ့အရန်မနီးတဲ့အခါကျတော့ဒီကားတွေဖြတ်သွားဖြတ်လာကတော်တော်လေးဟိုမဆူညံဘူးပေါ့နော်ပြီးရင် BDS ကသူကဖက်ခနုံ BDS ရှိရယ်ဖက်ကနုံ BDS ကိုကသူက950မီတာပေါ့နော်အဲ့တော့လမ်းရှောင်းမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့လမ်းတယ်ဒါပေမဲ့သူတို့မှာshutter bus ရှိရပေါ့နော်ဟုတ်ကဲ့အခုဒီခန်းကတော့သူက31 square meter ပေါ့နော်kitchen ကတော့သူကဒီ open kitchen ပဲဖြစ်မယ်ဒါပေမဲ့သူကဒီမှာ slide door လေးနဲ့ကားထားပြီးရပေါ့နော်အဲ့တော့သူရဲ့ဒီlayout ကတော့ထုံးစံတိုင်းပဲအဲ့ခန်းနဲ့ဒီမှာ master တစ်ခန်းပါမယ်ဒီချိုခန်းအိမ်သာကတော့သူကလုံးဝတီးတန့်လေးဖြစ်သွားတယ်ဘေးနားမှာလေဟိုလိုမျိုးဧည့်သည်တွေလာလို့ရှိရင်တက်ဖို့အတွက်တော့ဟိုဟာမရဘူးသူကလုံးဝ master ဖြစ်နေတာဟုတ်အဲ့တော့ဒီအခန်းရဲ့ဈေးကသူကဘတ်၄သန်းကနေစတယ်သူကဒီမှာက1 square meter ကိုဘတ်3,100,000ကနေ3,400,000ကျော်တိရှိတယ်အလွာပေါ်မူတည်ပြီးတော့ဈေးကွာသွားမှာပေါ့နော်ဟုတ်အခုဒီအခန်းကသူက35 square meter 1 bedroom အခန်းသူက1 bedroom အခန်းလို့သာပြောတယ်သူက plus ပုံစံမျိုးပေါ့နော်ဒီဘက်မှာဟိုက office အခန်းလေးတော့လုပ်လို့ရတယ် slide တော့ပါတယ်ဒါပေမဲ့ဟိုကအဲ့ကတိနေပါတော့ထည့်လို့မရအောင်အရန်ကျင်းသွားလိမ့်မယ်အဲ့တော့ဒီ35 square meter 1 bedroom ဆိုတော့သူကဟို1 bedroom ကိုမှနည်းနည်းကြဲကြဲနေရှင်တဲ့လူအတွက်ဆိုလို့ရှိရင်ဒီအခန်းကိုတော့ဟိုစဉ်းစားလို့ရတယ်kitchen ကတော့ဒီဟိုက open kitchen ပဲ slide door တွေပါတယ်တော့မကတော့ရေချိုးခိုင်းတာတော့သူကတကားနှစ်ဖက်ပွင့်နေဖြစ်သွားမယ်အဲ့ဒါတွေလာတယ်ဆိုလို့ရှိရင်လည်းဟိုဝင်လို့ရမယ်ဟုတ်သူ့ရဲ့အခန်းရဲ့ဈေးကဘတ်4သန်းနဲ့8သိန်းဖြစ်သွားမယ်အဲ့တော့ဟို4 square meter ကွာသွားတယ်ဒါပေမဲ့ဈေးကသူကဟို8သိန်းလောက်ကွာသွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါအခုကျွန်တော် project အကြောင်းလေးကိုဟိုရှင်းပြတာပေါ့နော်အကြမ်းဖြင့်ဒီအခုဒီအနောက်မှာစောင့်နေတဲ့ဟာကဒါသူတို့ရဲ့ဟို project တည်နေရပဲပြီးရင်ဟိုအနောက်ကတခုကဒါဟို AP ရဲ့ project ပဲအဲ့တော့အဲ့ဒီ project ဆိုလို့ရှိရင်လည်းအယောင်တွက်အငါတွက်ပေါ့နော်လက်ရှိမှာသူကစောက်ပြီးသွားပြီဆိုတော့အဲ့တော့အခုလက်ရှိဒီ project ကလည်းတော်တော်လေးကိုအယောင်တွက်တဲ့ထဲမှာပါတယ်အခုကျွန်တော်ဗီဒီယိုလာရိုက်တဲ့အချိန်မှာပေါ့နော်ဟို lobby မှာဟိုထိုင်းနေမြန်မာတွေအပြည့်ပဲသူတို့ဟိုဝယ်နေကြတာပေါ့နော်အဲ့တော့သူ့ရဲ့ဈေးနှန်းအနေထားနဲ့ location ကတော်တော်လေးဆွဲဆောင်မှုရှိရလို့ပြောလို့ရတယ်ဒါကတော့မိတ်ဆွေတို့ကိုယ်တိုင်လာကြည့်မှပဲဟိုမြင်ရမှာဗီဒီယိုထဲမှာဆိုတော့ဒါကျွန်တော်တို့ဟိုအကြမ်းဖျင်းပဲသိရမှာပေါ့နော်ဟုတ်အဲ့တော့ဒီထက်ပိုပြီးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်မြင်မြန်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်